တော့ခဏနေ Hello မင်္ဂလာပါရောမမေတော့ခဏနေကျင်တော့မယ်နော်ဒါလို့တယ်မမေတို့ဗီဒီယိုခဏရိုက်လိုက်အောင်မယ်ပြင်သွားမယ်ပူကျွေးမယ် Okay စားဖတ်မှလာတယ်သမီးစားယူအောင်သမီးဖတ်နေစားအောင်လေးပြလာရင်ပြိတ္တကိုဘာသာလေးလဲ Cosmo ဒါ Cosmo နောက်တော့ ဖတ်ထဲမှာကတ်လုံးစားလေးဒီလိုရုပ်ပြလေးငငယ်တော့ဖတ်တယ်တော့ဖတ်နော်သမီးတက်မရိုက်လာရွှေဒီနေ့ရွှေတို့ရဲ့ပြိတ္တတွေနောက်ပြီးတော့မိုဂျီလေးရဲ့ပြိတ္တတွေကိုလည်း sharing လုပ်ပေးချင်တာလေးပေါ့နော်အဲ့လိုပြောပေးချင်တာလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ရွှေတို့ရဲ့ family page ပေါ့နော်ရွှေတို့ရဲ့ page ရဲ့ message တွေကိုအမေးများချတဲ့အမေးမေးတယ်ဆိုတာအကြံဉာဏ်တောင်းတာပေါ့အကြံတောင်းတာအဲ့လိုအကြံဉာဏ်တောင်းတဲ့ message လေးတွေကတော်တော်များများဝင်လာပါတယ်ရွှေတို့အနေနဲ့ပေါ့နော်ပြိတ္တဆိုတာထက်မိခင်မိဘအချင်းချင်းအကြံဉာဏ်တောင်းတဲ့ message လေးတွေပေါ့နော်ဒီ message ပို့တဲ့လူတွေမှမဟုတ်ဘူးတခြားမိဘတွေအမေတွေမှလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့သိချင်တယ်အဲ့လိုအကြံတောင်းချင်တာမျိုးရှိလို့ရှိရင်အကျိုးရှိလိမ့်မလို့ရွှေကယူထားတဲ့အတွက်ရှိတယ်လေကိုတငယ်ချင်းဆိုလဲကိုလန်းပြီးတော့မေးတာတခါကျဖုံးဆက်မေးတယ်တခါရေးဒီသမီးလေးနဲ့ပတ်သက်ပြီးဘယ်လိုထိန်းချောင်းလဲဒီအမျိုးသမီးကဘယ်လိုထိန်းချောင်းပေးနေလဲငါတို့လည်းနည်းနည်းဝေမျှပါဆိုပြီးတော့ဒါမိထားတာရှိတယ်အခုဒါပထမဒါရေဘူးရ message လေးတွေပဲရွှေပြပြမယ်ပေါ့နော်ဒါအများစုကြုံနေရတဲ့အရာလေးတွေဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အခုပထမ message ရဆိုလို့ရှိရင်တဲ့အိမ်ကသမီးလေးရတဲ့ screen time များတယ်တဲ့ပြီးအဲ့အတွက်ကြောင့်မလို့ကျောင်းစာအာရုံစူးစိုက်မှုနည်းတဲ့အပြင်တဲ့ပေါင်းသင်းဆက်ဆံရေးမှာလည်းအဆင်မပြေဘူးပေါ့နော်မိတ်ဆွေနဲ့မိတ်ဆွေဆိုတာဟိုကလေးချင်းချင်းတငယ်ချင်းချင်းပြောတာပဲဖြစ်ပါလိမ့်မယ်ပေါ့နော်ပေါင်းသင်းဆက်ဆံရေးမှာလည်းအဆင်မပြေဘူးတဲ့အဲ့ဒါအကြံလေးပေးပါအောင်တဲ့နောက် message တစ်ခုကကြတော့တဲ့ကလေးရတဲ့အိမ်မှာမိသားစုဝင်များတဲ့အတွက်ကြောင့်မလို့အလိုလိုက်ခံရရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့စိတ်ဆိုးဒေါသဖြစ်လွယ်ပြီးတော့တဲ့စိတ်ဖြီးစီးရဲ့ပုံစံမျိုးလဲသူစုလိုက်ရင်ပေါ့ဖြီးစီးရဲ့လဲပုံစံမျိုးလဲဖြစ်နေတဲ့အတွက်ကြောင့်မို့မိုးကြီးကိုထိန်းချောင်းတဲ့ပုံစံလေးကိုရှင်းပြပေးပါအောင်တဲ့တချို့ message ကြတော့လဲအလုံးများနေတဲ့အတွက်ဒီကလေးနဲ့ပတ်သက်ပြီးတော့ဘလို့လေးများလုပ်ရင်အဆင်ပြေမလဲပေါ့နော်အကြံဉာဏ်လေးပေးပါအောင်မိုးကြီးကိုရွှေတို့ဒီထိန်းချောင်းနဲ့လုပ်ပေးတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒါလေးကိုလည်းရွှေကအကြံလေးပေးခြင်းနဲ့ရွှေတို့ကအဓိကတော့မိုးကြီးကိုကျတော့ဆက်ခွင်တိုင်းကလုံးဝပေးမပြတာတော့မဟုတ်ဘူးပေါ့နော်ပေးပြတယ်သူကြည့်ရဟာအကောင်တော့လည်းကလေးနဲ့ဆိုင်တဲ့အရာတွေပဲဖြစ်ရမယ်ကိုကတော့ဘာကြည့်လို့ပြောလို့မရဒါပေမဲ့ကလေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေတော့ဖြစ်ရတယ်အဲ့တော့ဆက်ခွင်တိုင်းကတော့ပေးမပြအောင်မဟုတ်ပေးပြတယ်နောက်တစ်ခုကအရေးကြီးတာပါလဲဆိုရွှေတို့လင်မယားနှစ်ယောက်ကကလေးကိုငငယ်တဲ့ကဘယ်လိုပြောမလဲရုံးမကွာဘယ်လိုပြောနှစ်ယောက်တည်းထိန်းချောင်းတာဆိုတော့ဖေမေနှစ်ယောက်တည်းထိန်းချောင်းတာဆိုဖေမေရဲ့စိတ်အဖေမေရဲ့ဒီတုံတင်မှုကိုအပြည့်အဝရတယ်ပေါ့ကလေးကနောက်ပြီးတော့သူ့ဖေဆိုလို့ရှိရင်လည်းအဲ့လိုနားဝင်အောင်ပြောတယ်တေချာရှင်းပြတယ်ပေါ့နော်အဲ့လိုတချို့မိဘတွေကမအားကြဘူးလေမအားကြဘူးအလုပ်တွေများနေကြမယ်ဒီလိုမျိုးပေါ့တေချာဒီတေးဂယူးဆိုင်ပြီးတော့အဲ့လိုရှင်းပြဖို့လည်းမလွယ်တဲ့အလုပ်များတဲ့မိဘတွေရှိမယ်တချို့မိဘကြတော့လေဒါကတော့မိဘမဟုတ်ကလေးမဟုတ်ဘူးပေါ့ရွှေတို့တွေရောအခုကြည့်နေတဲ့ပြည်သက်တွေမှာတူတဲ့အချက်တစ်ခုရှိတယ်။ဒီအားဘာလဲဆိုတော့ကိုယ့်ရဲ့ဘေးနာကိုနဲ့နီးစပ်နေတဲ့လူပြောတဲ့စကားဆိုနားမဝင်ဟုတ်တယ်နော်ဟုတ်တယ်သူများမသိတဲ့လူဒါမှမဟုတ်နည်းနည်းပဲခင်တဲ့လူပြောတဲ့စကားဆိုနားဝင်တယ်လောက်တယ်ဒီအင်ဂျီကိုကျော်ထက်ကတလေဒီအင်ဂျီနဲ့မလိုက်ဘူးချွတ်လိုက်ဆိုချွတ်ချင်မှချွတ်မယ်ကိုကဝစ်ချင်နေရလေဒါပေမဲ့အဲ့ဒီဟာကိုပုံနေလိုက်လို့အောက်ကပြိတ္တတယောက်ကအမဒီအင်ဂျီနဲ့မလိုက်ဘူးနော်နောက်မဝင်နဲ့ဆိုရင်ဝတ်တော်ဘူးအဲ့ဒါကလေးတွေရဲ့အပြစ်လည်းမဟုတ်ဘူးလူကြီးတွေမှလည်းရှိတယ်ပေါ့နော်ဒါကဘာလဲဆိုတော့ခုနပြောသလိုပေါ့မိဘကဒါမလုံနဲ့လို့ပြောလိုက်တဲ့စကားထက်ကျောင်းကဆရာမမလုံနဲ့သမီးရဲ့လို့ပြောလိုက်တဲ့စကားကိုပိုနားထောင်တယ်အဲ့လိုလူမျိုးတွေဘာလေးတွားတွေ့လဲဆိုတော့သင်တန်းတစ်ခုရှိတယ်အဲ့သင်တန်းလေးရဲ့နာမည်ကသူက Battery Learning Corner ဆိုပြီးတော့လေ Battery Learning Corner ဆိုတဲ့ပေါ့နော်သင်တန်းတစ်ခုကိုမိမတွေ့ထားတယ်အဲ့ဒီသင်တန်းအကြောင်းကို sharing လုပ်ပေးချင်တာအဲ့ဒါလေးကသူကမန္တလေးမှာဖွင့်ထားတဲ့တင်တန်းလေးမန္တလေးမှာဖွင့်တာနော်အဓိကကွာចောင်းစာတွေအဲ့လိုမျိုးတင်ပေးတာမဟုတ်ဘူးကလေးတွေရဲ့ဒီစိတ်ခံစားမှုပေါ့ emotional နဲ့ဆိုင်တဲ့အရာလေးတွေကိုသူတို့ကပြုတ်ပြင်ပေးတာလုပ်ပေးတာpeace ဖြစ်သွားအောင်ပေါ့နော်ကလေးတွေ peace ဖြစ်သွား calming ဖြစ်သွားအောင်နောက်ပြီးဒီ emotion တွေကိုထိန်းချုပ်နိုင်အောင်တင်ပေးတယ်တင်တန်းလေးသူကဘယ်လိုပုံစံမျိုးတွေနဲ့ထိန်းချောင်းပေးတာလဲဘယ်လိုမျိုးလုပ်ပြအောင်ပြောရှင်းပြအဓိကခုနရွှေပြောသလိုကလေးတွေရဲ့ emotion ပေါ့နော်စိတ်ခံစားမှုနဲ့ပတ်သက်တဲ့ဟာတွေအဲ့ဒါတွေကပေါ့နော်လူကြီးတွေကဘာမှဖြစ်ပါဘူးကလေးပဲအခုဖြစ်ပြီးပျောက်သွားလိမ့်မယ်အဲ့လိုလုံးလို့မရဘူးပေါ့နော်ဒီကလေးငယ်တွေရဲ့စိတ်ကနှုတ်ငယ်တယ်အဲ့အတွက်ကြောင့်မလို့ငယ်တည်းကရွှေပြောသလိုကောင်းကောင်းလေးထိန်းချောင်းပြီးသူတို့ peaceful ဖြစ်အောင်နောက်ပြီးတော့သူတို့ emotion တွေကိုထိန်းချုပ်နိုင်အောင်နောက်ပြီးတော့အာယုံစူးစိုက်နိုင်အောင်ပေါ့နော်တခုခုမှအာယုံစူးစိုက်နိုင်အောင်စောင်းစာဆိုလဲစောင်းစာပေါ့အဲ့လိုအာယုံစူးစိုက်မှုကောင်းနောက်တစ်ခုက social ပေါ့
social မှာscreen time အရမ်းများလို့ရှင် social မှာပြဿနာတက်တယ်။ဒါကနားမထောင်တာမျိုးလေးတွေဖြစ်တတ်တယ်။ဒီသင်တန်းလေးကဒီကလေးတွေစိတ်ပိုင်းဆိုင်ရာပြဿနာလေးတွေသူတို့ကထိညှိပေးတာပေါ့နော်တငယ်ချင်းအပေါင်းအသင်းဆိုလဲကိုယ့်ရဲ့စိတ်ခံစားချက်ကိုနားလဲတယ်လို့တငယ်ချင်းရဲ့စိတ်ခံစားချက်တပားသူရဲ့စိတ်ခံစားချက်ကိုလည်းနားလဲမယ်စိတ်ခံမသိတဲ့အနေအထားမျိုးလေးဖြစ်နေပြီဆိုလို့ရှိရင်တော့ဒီသင်တန်းလေးကို join တင်တယ်လို့ရွှေကတော့ထင်တယ်အဲ့တော့ဒီသင်တန်းလေးကဘာတွေသင်လဲဆိုတာကိုတော်ချုံပြောရမယ်ဆိုလို့ရှိရင်screen time များလို့စိတ်အတက်အကျအစင်မပြေဖြစ်နေတဲ့ကလေးတွေနောက်ပိုင်းမဆိုင်နိုင်တဲ့ကလေးတွေပြီးတော့စိတ်ခံစားချက် emotion ကို control မလုပ်နိုင်မဲနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုအစင်ပြေဖို့အတွက်ဒီ victory learning corner လေးရှိတယ်ဆိုတာကိုရွှေတို့ကအကြံပေးတာပါမန္တလေးကတက်မယ်ဆိုလို့ရှိရင်မန္တလေးမှာသင်တန်းကိုသွားတက်လို့ရတယ်မန္တလေးကသူတွေကအခြားမြို့တွေကဆိုရင်တော့ online class တွေရှိတယ် online class လည်းရှိ online class ရှိအဆင်ပြေတယ်ပေါ့နော် online class ရှိတယ်ကိုကစဉ်းစားနေမန္တလေးမှာမဟုတ်ဘူးဆိုရင်တက်ဖို့မလွယ်ဘူးလားသူက online နဲ့လည်း online နဲ့သင်ပေးတယ်ပေါ့နော်အဲ့တော့သူကအသက်အရွယ်ကတော့ခဏလေး9နှစ်ထိလည်းရှိတယ်10နှစ်ကနေပြီးတော့12နှစ်ထိလည်းရှိတယ်အဲ့ဒါကျတော့10ကျော်သက်ပုံစံမျိုးလေးဖြစ်သွားမှာပါကလေးဆိုတာလည်းဒီလိုထူးချွန်ထက်မြက်ဖို့ဆိုတာစိတ်အခြေအနေအဆင်ပြေမှအာယုံစူးစိုက်မှုကောင်းမှနောက်ပြီး social ကောင်းမှခလေးတယောက်ထူးချွန်ထက်မြက်ပြီးတော့ဘတ်စုံတော်ဖို့အတွက်ဖြစ်နိုင်တာပါနော်ဒီသင်တန်းလေးကိုလေ့လာပြီးတော့တော့ဒါထားတဲ့နဲ့လေ့လာတဲ့နဲ့ပေါ့နော်အဲ့တော့အခုရွှေတို့ပြောသလိုပဲ social emotional development အတွက် emotional intelligence နဲ့ mindfulness ပေါ့နော် peaceful ဖြစ်ဖို့အတွက်ကိုဒီသင်တန်းလေးကအဓိကထားပြီးတော့သင်ပေးတဲ့သင်တန်းလေးဖြစ်ပါတယ်ပြီးတော့ summer အခုဆိုရင်နွေရာသီသင်တန်းတွေဖွင့်နေပြီသူကဟုတ်နော်နွေရာသီလည်းရောက်တော့မှာဆိုတော့နွေရာသီသင်တန်းတွေသူတို့စပြီးတော့လက်ခံနေပြီ discount တွေလည်းရှိရယ် summer အခုနွေရာသီတော့သူတို့ discount ပေးထားတာတွေရှိရယ် January 30မတိုင်ခင်ကို 20% off ပေးမယ်20ရာခိုင်နှုန်းအော်ဒီလိုမပြီးတော့ရောက်တော့မှာမြင်မြန်ဆက်တော့ဒီဗီဒီယိုကြည့်ပြီးတော့မြင်မြန်လာသွားပြီးတော့လေ့လာနော်ဇန်နဝါရီ30မတိုင်ခင်ဆိုတော့20ရာခိုင်နှုန်းပေးမယ်ဇန်နဝါရီ31ကနေ February 29အထိကိုအပ်မယ်ဆိုလို့ရှိရင်တော့10% off အော်ဒါဆိုအခုမြင်မြန်သွားရင်အခု20%ရမယ်ပေါ့နော်အမှန်ဒီမှာမမီလိုက်ဘူးဆိုရင်လည်း10%ရမယ်အရင်ကျောင်းသားဟောင်းတွေရှိတယ်ဆိုလို့ရှိရင်ကျောင်းသားဟောင်းတွေအတွက်ကို5% discount ထပ်လျှော့ပြီးကျောင်းသားဟောင်းကထပ်အပ်မယ်ဆိုရင်ဟုတ်တယ်အဲ့တော့ရွှေတို့ခုနကရွှေတို့ကို message ပို့ပြီးတော့အကြံဉာဏ်တောင်းနဲ့မိဘတွေကဖုန်းဆက်ပြီးတော့အကြံဉာဏ်တောင်းနဲ့ကိုတငယ်ချင်းတွေရောရွှေတို့ဒီကနေပြီးတော့ရှင်းပြလိုက်ပါတယ်အခုလိုမျိုးကလေးတွေရဲ့စိတ်ကလေးကိုပြုပြင်ပြီးတော့သင်ကြားပေးမယ်ဒီ victory learning corner လေးကိုတက်တင်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်ဘိုးကြီးလာပါကဲဘိုးကြီးတတာ victory learning corner လို့Vigilante con Tata. Tata.